Hey,အဲ့ဒါဘာလုပ်နေရလဲ ဗျာမ ဘာလုပ်နေရလဲအဲ့ဒါ ဟောကျွန်တော်မပြောပဲလေးလာရပါမ နင်တို့တွေသူများ channel ကိုအတိမပေးပါမပေးနဲ့ဝင်လာပြီးတော့တကူတွေလာပါလိမ့်လား ကျွန်တော်တို့တကူမဟုတ်ပါဘူးခင်ဗျမကျွန်တော်မျိုးသမီးလေးကလည်းအခုမှကိုယ်ရှိကစားလေးဆိုတော့ချင်းချင်းတဲ့နေရာလေးမုန်းဖတ်တော့ပဲခဏခဏစားခြင်းနဲ့ပြောနေလို့မပြောပဲလေးလာယူဗျမကျွန်တော်အောက်ကနေကောက်တာတော့မ ဩညီမလေးကကိုဝင်ရှိနေရလားဩအဲ့ဆိုဘယ်နောက်မှနေကြရလဲ ကျွန်တော်တို့ဒီညလေးကခြံပါပဲနေတာပါ ဩဒီပါငါအထဲထဲမှာအိတ်နေတာတီးဘူးအတန်နေကြလိုက်လို့မလို့တကူတွေဘာတွေမြန်ဝင်လာလားလို့ထွက်လာလိုက်တာ ကျွန်တော်ကလည်းလွယ်တဲ့ပေါက်လေးကပဲဝင်လာတော့အမကိုခမတောင်းမဲလာခဲ့လိုက်တာတောင်းမှပါလေရ ဒီပါရပါတယ်ညီမလေးကကိုဝင်ရှိနေတာဘိုးဘက်တော်စားခြင်းညီခုထားတယ်မပြောရွက်သေးဘူးလေကြည့်လိုက်အောင်နှုံးဖတ်နေပြီ6ပြီပြီပြော ကျွန်တော်လည်းအောက်ကပဲကောက်လိုက်တာပိုင်စင်လည်းမတွေ့တာနဲ့ ဟာအဲ့ဒါတွေယူမနေနဲ့နှုတ်မလား ဘာလို့လဲမ ဟာနင်ကလည်းဗိုက်ကြီးတဲ့ကိုကျွေးမဲ့ဟာကိုယုံစမ်းပါဒါတွေမကောင်းဘူးကွာဥမာကောင်းတာလေးတွေလက်လက်ကလေးတွေလိုသလောက်ခုသွားလေမဖြစ်ဘူး ဟုတ်ကဲ့ပါမကျေးဇူးပါဗျ